Raffo ရဲ့အနာဂတ်ကဒါအခုဆိုရင်အတော်လေးဒါရှုပ်ထွေးသွားခဲ့ပြီဒါဘာစီလိုနာအသင်းကဒါမာကတ် Raffo ကိုဒါဆွန့်လွတ်လိုက်တော့မှာလား United အသင်းစီကိုတကယ်ပဲရောက်သွားတော့မှာလေကဲဒီနေ့ဘက်ဂီနိုးပါညီကတို့ရေကျွန်တော်တို့ဘာစီလိုနာအသင်းကဒါ Raffo ကိုခေါ်ယူဖို့အတွက်ယူရိုတန်30တဲ့ဝယ်ယူခွင့်ကိုဒါတရားဝင်ပဲဖျက်လိုက်ပါပြီဒါမာကတ် Raffo ရဲ့ဆန္ဒကတော့ဒါဘာစီလိုနာအသင်းရဲ့ဒါ Hansi Flick ရဲ့ဒါလက်အောက်မှာသူကဒါဆက်လက်ပြီးတော့ကစားချင်နေတယ်လို့ဒါသိရတယ်ဒါ Raffo ကိုယ်တိုင်ကလည်းဒါမနစ်ကပြတဲ့ရှေ့စမ်းတွေအရာဒါအတော်လေးကောင်းမွန်ခဲ့တာကြောင့်ဒါမာကတ် Raffo ကဒါကျွန်တော်တို့ဘာစီလိုနာဘက်ဒါဆက်လက်ပြီးသူကနေချင်တယ်ဒါပေမဲ့ Manchester United အသင်းကဒါမာကတ် Raffo ကိုခေါ်ယူဖို့အတွက်ဒါတကားဖွင့်ပေးထားတယ်လို့ဒါမာကယ်ကားတွေကိုယ်တိုင်ကလည်းဒါတိုက်ရိုက်ဆွေးနွေးမှုတွေဒါပြုလုပ်နေပါတယ်ဘိုင်ယန်မြူနစ်အသင်းကဒါမာကတ် Raffo ကိုခေါ်ယူဖို့အတွက်ဒါသတင်းတွေထွက်ခဲ့ပေမဲ့လည်းဒါဆိုတာလာတာကြောင့်ဒါမာကတ် Raffo ကိုဒါဆက်လက်ပြီးတော့သူတို့ကဘိုင်ယန်မြူနစ်ကဒါမခေါ်တော့ဘူးလို့ဒါသူတို့ကလည်းဒါပြပြလာခဲ့တယ်ဒါကြောင့်မို့လို့ဒီအပြောင်းရွှေ့ကတော့ဒါကျွန်တော်တို့ဘာစီလိုနာနဲ့ Manchester United ကြားမှာဒါတော်တော်လေးညှိနှိုင်းရမယ့်အနေအထားတစ်ခုရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာစီလိုနာကဒါမာကတ် Raffo ကိုခေါ်ယူဖို့အတွက်ယူရိုတန်30တန်ဒါဝယ်ယူခွင့်ကိုသူတို့ကဒါတရားဝင်ပယ်ဖျက်လိုက်တာကြောင့်ဒီအပြောင်းရွှေ့ကဒါအတော်လေးမဖြစ်နိုင်တော့ဘူးဒါမာကတ် Raffo ကဒါအခုသွားစီရဆိုတော့ဒါ Manchester United အသင်းစီကိုပဲဒါပြန်သွားဖို့လိုတယ်အသင်းအဟောင်းစီမှာသူရောဒီလိုမျိုးမနစ်ကလိုမျိုးကျွန်တော်တို့ဘာစီလိုနာမှာပြတဲ့ရှေ့စွမ်းပုံစံမျိုးဒါပြခဲ့ပြီဆိုရင်တော့ Manchester United လည်းဒါအတော်လေးဒါအောင်မြင်လာခဲ့ပဲ Manchester United အသင်းကလည်းဒါအတော်လေးကောင်းမွန်ခဲ့တယ်ဒါအတော်လေးကောင်းမွန်ခဲ့တယ်ပေါ့နော်အခုရဒီမှာသူတို့လုပ်ပြတဲ့ဒါသူတို့လုပ်ပြတဲ့ရှေ့စွမ်းပိုင်းအရာဆိုတော့ဒါအတော်လေးကောင်းမွန်ခဲ့တယ်အခုလက်ရှိဒါမာကတ် Raffo ကကျွန်တော်တို့ဘာစီလိုနာမှာဒါသူလုပ်ပြခဲ့တဲ့ဒါရှေ့စွမ်းတွေရောဒါသူ့ကြောင့်ရရှိခဲ့တဲ့ဒါစူပလာတွေရောကြောင့်ဒါမာကတ် Raffo ကဒါမိနစ်ကနေဒါစူပလာနှလုံးတည်သူရရှိခဲ့တယ်ဒါကြောင့်မာကတ် Raffo ကကျွန်တော်တို့ဘာစီလိုနာရဲ့ဒါကျေးဇူးရှင်ဒါမာကတ် Raffo ကတော့ငိုကလေးရတာ Manchester United မှာရှိစင်ကလေးကဒါကျွန်တော်ကကြိုက်ခဲ့တာဒါကျွန်တော်ရဲ့ဒါ idol လို့လည်းပြောလို့ရတယ်ဒါမာကတ် Raffo ကိုဒါကျွန်တော်တို့ဘာစီလိုနာကိုရောက်တော့ကျွန်တော်ရမ်းပျော်ခဲ့တယ်ဒါအခုလက်ရှိမှာဆိုတော့မာကတ် Raffo ကိုဒါခွဲခွာရတော့မယ်ဆိုတော့ကျတော့လည်းရေထဲကတော့မကောင်းဘူးဒါမာကတ် Raffo ရှေ့ဆက်ပြီးနဲ့ဒါအောင်မြင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်တို့ဘာစီလိုနာပြည်သက်တွေရောဒါမာကတ် Raffo နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ပြီးတခုခုဝင်ရေးပေးခဲ့ကြပါဦးခင်ဗျာ